အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ web ပြရေးကြော်ပြပါမယ်ပထမဦးဆုံး web သားကိုအသုံးသေးသေးရှည်ရှည်လေးလီးထားပါမယ်ပြီးတော့စလုံးတစ်ခုထဲမှာ web သားကိုချိုမုတ်စားတကြားဗနီကာနဲ့နဲ့ပြားရည်စတာတွေထည့်ထားပါမယ်ပြီးတော့ရင်ကျက်သွန်ဖြူကိုအခုလိုနှုတ်နှုတ်ဆင်းထားလေးကိုထည့်ပါမယ်ထည့်ပြီးမှွေလိုက်ပါမယ်နေပွိုင်းတော့ဦးရဲဝတ်သားထဲဝတ်သားပူလိုင်းစီထဲရှုပ်ကုန်ပြီစီပူလိုင်းဝတ်သားထဲဝတ်သားကိုစီလေးနဲ့အနှဲငယ်လှည့်ပြီးသွားတဲ့အခါမှာတော့ရေလေးနဲ့ထည့်မယ်ရေလေးနဲ့ထည့်ပြီးတော့တိတ်မကြခင်မှာအခုလိုလေးပွက်လာပြီဆိုရင်တော့မရသေးပါဘူးထပ်ဆောင်ပါဦးမယ်ဒီလောက်ဆိုရင်တော့ရပါပြီရပြီဆိုတော့မနက်ထမင်းကြိုင်အတွက်တစ်ခါတည်းခြိုင်ထဲကိုထည့်ထားမယ်ပြီးတော့နောက်တစ်မျိုးဆက်ချက်ပါမယ်နောက်တစ်မျိုးကတော့ခရမ်းသီးအချိုနဲ့ပဲဖြစ်ပါတယ်အဲ့တော့ခရမ်းသီးလေးတွေကိုပထမဦးဆုံးအတုံးလေးဖြစ်အောင်အခုလိုမျိုးလေးလီးထားပါမယ်ပြီးတော့ရေးဆေးမယ်ထုံးစံတိုင်းအိုးပူလိုက်ရင်စီထက်စနင်းမုံလေးနဲ့ထက်ပြီးရင်တော့ကျက်သွန်ဖြူထောင်းထားလေးကိုထက်မထောင်းဘူးလီးထားလေးကိုထည့်မယ်ပဇွန်ကြောင်လေးအခုလိုမျိုးလေးဖြူလိုက်ရင်တော့ပို့ပြီးတော့ကောင်းသွားတာပေါ့ဗျာပြီးတော့ရင်ဆောနာတော့လီးထားတဲ့ခရမ်းသီးလေးတွေထက်ဒီလေးနဲ့ထည့်ပြီးတော့အရသာအတွက်ချိုမုတ်စားတကြားလေးထည့်ထားပါမယ်အခုနေလောက်ဆိုရင်တော့ရပါပြီဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာဘာတွေချက်ပြပေးရမလဲဆိုတာကိုလည်း comment မှာရေးသားပေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်